ချင်းဆောင်မနေ့ကတော့ဆိုရှင်အပိုင်းသုံးဆက်ပြောပေးမယ်ချင်းဆောင်ကဆိုရှင်ဗာဂျီးနီးယားဒေသကိုလူ100လောက်နဲ့ရောက်ရှိလာတဲ့အခါမှာသူကနေမြေကြီးစပြီးတော့တီထောင်တယ်အဲ့လိုတီထောင်တဲ့အခါမှာသူကUnited States ဆိုပြီးတော့စပြီးတီထောင်တယ်အဲ့ဒီမှာကိုလိုနီတွေကပထမတော့ဘာလို့ရမလဲဆိုမသိဘူးဖြစ်နေတဲ့အချိန်မှာအဲ့ဒီအချိန်မှာချင်းဆောင်ကဆိုရင်ဂျွန်ရိုးနဲ့တွေ့ပြီးတော့Native American နဲ့တငယ်ချင်းဖြစ်တဲ့အခါမှာသူကသူ့ရဲ့ area ထဲမှာ Tabasco ဆေးရွက်ကြီးစိုက်တဲ့လုပ်ငန်းကိုဒီချင်းဆောင်တို့ပြပြီးတဲ့အတွက်ကြောင့်အဲ့ဒီချင်းဆောင်တို့ကဆေးရွက်ကြီးလုပ်ငန်းကိုရောင်းပြီးတဲ့အခါမှာသူကအဲ့ဒီဟာကိုအင်္ဂလန်ကိုပြန်ပို့ပြီးတော့ရောင်းဝယ်ခြင်းအပြင်ချင်းဆောင်ကချမ်းသာလာတယ်အဲ့ဒီမှာဒေသခံတွေကနေပြီးတော့အဲ့ဒီဒေသခံတွေရှိရာတင်ယူတာပေါ့တင်ယူပြီးစီးပွားရေးအောင်မြင်လာတယ်အဲ့ဒီမှာဂျင်းဆောင်ကလူ100လောက်ပါတဲ့အခါမှာသူတို့လူတွေအတွက်ကိုအုပ်ချုပ်ဖို့အတွက်ကိုအုပ်ချုပ်ရေးအတွက်ကိုဘာသာရေးနဲ့ဆက်နွယ်နေတဲ့အုပ်ချုပ်ရေးတစ်ခုကို House of Democracy ဆိုတဲ့အုပ်ချုပ်ရေးကိုအုပ်ချုပ်တယ်1619ခုနှစ်မှာစပြီးတော့เนาะအုပ်ချုပ်တယ်အဲ့ဒီမှာဆိုလို့ရှိရင်ဘာလဲဆိုရင်ချက်ကြောင်းကအင်္ဂလန်ချက်ကြောင်းကလူကြီးတွေပေါ့နော်ဒီလေးစားတဲ့လူကြီးတွေချက်ချောင်းကလူကြီးတွေကိုသူကလူကြီးတင်မြှောက်ထားပြီးတော့သူတို့ကနေတရားစီရင်ရေးတွေကိုလုပ်ပြီးတယ်အဲ့ထဲမှာဆိုလို့ရှိရင်အားလုံးကိုးကွယ်တဲ့လူတွေကလည်းခရစ်ယာန်ဘာသာကိုကိုးကွယ်ကြပြီးတော့အဲ့ဒီခရစ်ယာန်ဗာဂျီးနီးယားဒေသမှာခရစ်ယာန်ဘာသာကိုကိုးကွယ်ပြီးတော့သူတို့ရဲ့အဆုံးဖြတ်ကိုပဲလုပ်ပြီးတယ်အဲ့ဒါကို House of Democracy လို့ပြောတယ်နော်အဲ့ဒါကဂျင်းဆောင်နေနေရ1600ခွန်1600ခုနှစ်ကနေပြီးတော့စတင်ပေါ်ပေါက်လာတာ